အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ခင်ဗျားတို့မိကုန်းတစ်ခုမေးချင်ပါတယ်ဘာလို့အချစ်ပစ္စည်းတွေကဈေးကွက်ထဲရောက်တာနဲ့ရောင်းမလောက်အောင်မြင်ပြီးအချို့ကြတော့ marketing တွေဘယ်လောက်စင်ကြော်ညာကားတွေဘယ်လောက်တုံကြာရှုံးသွားတာလဲအဖြစ်တစ်ခုတွေပါပဲဒါကတော့ product strategy ထုတ်ကုန်ဆိုင်ရာမဟာဗျူဟာမရှိလို့ပါဒီနေ့ဗီဒီယိုမှာကျွန်တော်ဒါကိုလက်တွေ့ဥပမာနဲ့တော့ရှင်းပြပေးသွားမှာပါproduct strategy ဆိုတာကိုယ့်ရဲ့ပစ္စည်းကိုဘယ်လိုတက်ထုတ်တာလဲအဲ့ဒီလူတွေရဲ့အခက်အခဲကိုဘယ်လိုဖြေရှင်းပေးမှလဲတိုင်ဘက်တွေတဲ့ဘာကြောင့်ပိုကောင်းလဲဆိုရဲလမ်းပြမြေပုံ road map ကိုဆွဲတာပါတော်များမှားနေတဲ့ mindset ကငါပစ္စည်းကိုရင်ထုတ်မယ်ပြီးမှဝယ်သူလိုက်ရှာမယ်ဆိုတာပါတကယ်တော့ marketing အစစ်ကဝယ်သူရဲ့လိုအပ်ချက်ကိုရင်ရှာပြီးအဲ့ဒီပစ္စည်းကိုဖန်တီးတာဖြစ်ရမှာပါဒီလက်တွေ့ဥမာတစ်ခုကြည့်အောင်ခင်ဗျား coffee ဆိုင်တစ်ခုဖွင့်မယ်ဆိုပါစို့ strategy မရှိတဲ့လူကတော့ငါ coffee ဆိုင်ဖွင့်မယ် coffee ကောင်းကောင်းဖြော်မယ်လူလောင်းအောင်ကြော်ညာမယ်ဒါပါပဲဒါ strategy မဟုတ်ပါဘူးဒါစနတတ်ပါprocess strategy ရှိတဲ့လူကတော့သူအရင်ဆုံးစဉ်းစားမှာဘာလဲဆိုတော့ငါဆိုင်ကိုဘယ်လိုလာမှာလဲ targeting လုပ်မယ်ဥပမာအလုပ်ရှုပ်နေတဲ့ဝန်ထမ်းတွေတွေ့လားအဲ့ဒါဆိုရင် strategy ကမြန်ဆန်ရမယ်ဘူးနဲ့တည်သွားမယ်လွယ်ကူတည်သွားလို့ရမယ်ဟာဖြစ်ရမှာပါအဲ့ဒီခါမှာသူ့ရဲ့ product မှာနံပါတ်1အနေနဲ့ quality ပေါ့နော်အလုပ်လုပ်တာလန်းဆန်းသွားစေမယ် coffee ပြင်းနှစ်က value အချိန်မကုန်မဲ9မိနစ်အတွင်းရနိုင်တဲ့ဝန်ဆောင်မှု3 package တကူကြီးတည်သွားရလွယ်ကူတဲ့ခင်မီဘူးပုံစံကဲတွေ့လားဒါ product strategy ပါပဲလူတိုင်းကိုရောင်းဖို့မကြိုးစားပါနဲ့တိကျတဲ့လူတန်းစားတည့်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးလိုက်တာပါဒီတော့ကျွန်တော်တို့အနေနဲ့ကိုယ့်ပစ္စည်းကိုဈေးကွက်တဲကိုမထုတ်ခင်အချက်3ချက်ကိုပြန်စစ်ပါ vision ဒီပစ္စည်းကနောက်3နှစ်မှာဘယ်လိုဖြစ်ရမလဲ differentiation ခင်ဗျားရဲ့ပစ္စည်းကဘေးဆိုင်ပစ္စည်းတွေဘာပိုထူးခြားလဲ unique selling point စဉ်းစားရမယ်customer focus ဝယ်သူကဒီပစ္စည်းကိုသုံးလိုက်ရင်သူ့ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ marketing ဆိုတာပစ္စည်းကောင်းကိုလူသိအောင်လုပ်တာပါ strategy မရှိပဲပစ္စည်းညံ့ကို marketing လုပ်တာဘူးပေါက်ပါတယ်အပေါက်ပါနေတဲ့ဘုံတွေကိုရေလောင်းထည့်တာနဲ့တူနေမှာပါဒီနေ့ပြောထားတဲ့ product strategy ကိုသဘောကျရဲဆိုရင် like and subscribe လုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုး mindset နဲ့ marketing ဘူးတူတာတွေကိုဆက်ပြီးဝင်မြပေးသွားပါပါကိုယ့်ရဲ့ပစ္စည်းတွေဝယ်သူကိုမရှာပါနဲ့ဝယ်သူရဲ့လိုအပ်ချက်အတွက်ပစ္စည်းကိုဖန်တီးပါအားလုံးကိုကျေးဇူးတင်ပါတယ်